Ferrari ကောင်းမှာ Manager Rollers နဲ့ Cartier မျက်မှန်လေးကျန်ကြလို့အခုဒီ Armani အင်ကြီးတစ်ချိတ်ဖို့အတွက်ခြေလေးပေးပါဦးညီလေးစောနဲ့ကျွန်တော်ပြောလိုက်တယ်ကားတွေအတုံးဆောင်နေတဲ့ဝတ်ဆောင်တွေကိုတနေ့ရမှာတော့ရင်းနေကြီးမြင်မှုကြားဖို့နေကြတယ်ဟုတ်တယ်မလားပြီးတော့ဆိုလို့ရှိရင်ဒီလိုမျိုးကင်မရာရှေ့မှာထိုင်ဟဲ့ရန်အပြည့်နဲ့ motivational philosophical talk ဆန်ဆန်စကားတွေကိုပြောနေတဲ့သူတွေရဲ့စကားတွေကြားလိုက်တဲ့အခါတိုင်းမှာလဲကျွန်တော်တို့အုံနောက်ထဲမှာဒီပဲပြောနေရတွေကဟုတ်တယ်ဟာဒီပဲပြောနေရတွေကကျွတ်စင်ကြီးဒီပဲပြောနေရကိုလိုက်လို့မှဆိုလို့ရှိရင်တခုခုတော့ဖြစ်မှာပဲအဲ့လိုမျိုးအတွေးတွေကကျွန်တော်တို့ကောင်းတဲ့ကိုဝင်ရောက်လာပါတယ်ဒီလိုအတွေးမျိုးတွေကကျွန်တော်ဒီ social media ပေါ်ကလူငယ်တိုင်းရဲ့အုံနောက်ထဲကိုဝင်ရောက်နေရပါဘာဖြစ်လို့သူတို့ပြောတဲ့စကားတွေနဲ့သူတို့ရဲ့ပုံရိပ်တွေကကျွန်တော်တို့ရဲ့ခေါင်းထဲမှာထင်ကြံနေကြရတာလေမြန်မာနိုင်ငံလူငယ်တွေဗျာကိုယ့်ဘောကိုချင်းနေတယ်ဆိုတာခက်ရှာရှာရေအကုန်လုံးကတော့ပို့ပြီးတော့လိုချင်ကြတာပဲလူငယ်တိုင်းက Ferrari ကားကြီးစီအနောက်တိုင်းဝတ်စုံကြီးဝတ်ပြီးတော့ businessman ကြီးလုပ်ချင်ကြတဲ့သူတွေကြီးပဲအဲ့ဒီအချိန်မှာသူတို့ရဲ့ video တွေကကျွန်တော်တို့ရဲ့ music share ကိုရောက်လာတော့ကျွန်တော်တို့ကဒီ video တွေကိုတွေ့လိုက်ရတဲ့အခါမှာ FOMO fear of missing out ကြံရင်းမအောင်ကြောက်တဲ့စိတ်ကြောင့်သူတို့ပြောနေတာတွေကိုနားထောင်ရင်နဲ့သူတို့ကိုနှစ်ဖျားတစ်ပါးအလားကိုယ်ကိုမိလာတာပေါ့ဒီနေရာမှာကျွန်တော်လူငယ်တွေသတိထားမယ့်အရာတစ်ခုရှိပါတယ်အဲ့ဒီအရာကို halo effect လို့ခေါ်ပါတယ် halo effect ဆိုတာကို technical term တွေမပါဘဲနဲ့ရှင်းပြရမယ်ဆိုလို့ရှိရင် halo ဆိုတာကနှစ်သားနဲ့သမီးတွေရဲ့နောက်မှာထုံးလင်းတောက်ပနေတဲ့ aura တွေအယောင်ဝါတွေကိုခေါ်ချင်တာပါအဲ့ဒီ aura တွေကထုံးလင်းတောက်ပလွန်နေတဲ့အတွက်နှစ်သားနဲ့သမီးတွေရဲ့အပြစ်အနာစာကိုတော့မှမမြင်နိုင်တော့ဘဲနဲ့အလွန်ကိုပဲချင်းယူသွားကြရဆိုတဲ့ပုံစံမျိုးကို halo effect လို့ခေါ်ပါတယ်ဒီ scenario ကိုကျွန်တော်တို့ case ကိုပြန်ယူပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဥပမာအားဖြင့်လူတစ်ယောက်ကတခြားနိုင်ငံမှာ Ferrari ကားကြီးစီးပြီးတော့ဝကောင်းစားထားတဲ့ဝင်းရင်နဲ့ဗီဒီယိုတွေလုပ်နေတယ်အဲ့ဒီခါမှာသူမောင်းတဲ့ Ferrari ကားရဲ့ဈေးနှုန်းကကျွန်တော်တို့မြန်မာနိုင်ငံက Crown တစ်စီးစာလောက်ရှိချင်မှရှိလိမ့်မယ်ဒါပေမဲ့ Ferrari ကားရဲ့အရှိန်အဝါတွေကြောင့်ကျွန်တော်တို့အုံနောက်ကဒီဈေးကွာခြားမှုကိုမတွေးနိုင်တော့ဘဲနဲ့စဉ်းစားတွေးလို့နိုင်တဲ့အပိုင်းက blog လောက်ခံရပြီးတော့ halo effect မိတော့ပါတယ်ဟိုအရင်ချင်းညုံနေတဲ့အချိန်မှာသူတို့တကယ်တော့ business တွေရဲ့အောက်ခန်းတွေနဲ့သူတို့ပေးတဲ့ service တွေရဲ့ failure rate တွေကိုတော့မမြင်နိုင်တော့ဘဲနဲ့ foreigner ဖြစ်သူရဲ့ luxury lifestyle တစ်ခုကိုပဲကွက်ပြီးမြင်နေတာကို halo effect မိနေတာလို့သုံးကြပါတယ်အဲ့ဒီအချိန်မှာတကယ်တက်တဲ့သူတွေကသူတို့ပြောနေရတာကမဟုတ်သေးချောင်းသူတို့ရဲ့ as customer တွေကလည်းသူတို့စီက service ယူတယ်အဆင်မပြေဘူးဆိုတဲ့ review တွေစကားသံတွေကိုတော့မကြားနိုင်တော့ဘူးဆိုလို့ရှိရင်အဲ့ဒါ survivor bias နဲ့ halo effect ပေါင်းသွားတာပါ survivor bias ဆိုတာကလူအယောက်100တစ်ခုလို့တဲ့69ယောက်ကြာရှုံးပြီးတော့တယောက်ပဲအောင်မြင်တာကိုအောင်မြင်တဲ့တယောက်ကိုပဲရွေးမြင်တာကို survivor bias လို့ခေါ်ပါတယ်ဥပမာပေးရလို့ရှိရင်လူအယောက်100အကြောင်းထွက်တယ်တယောက်ကဘေးဂိတ်ဖြစ်လာတယ်ကျန်တဲ့69ယောက်ကစပွဲတို့ဖြစ်သွားတယ်အဲ့ဒီအချိန်မှာသူတော်မှဘေးဂိတ်ဖြစ်လာသေးတာပဲငါလည်းကြောင်းထွက်မယ်ဆိုတော့အစွဲမျိုးကို survivor bias လို့ခေါ်ပါတယ်ဒါပေမဲ့အဲ့ဒီနေရာမှာပြဿနာတစ်ခုကသူတို့ကဒီ69ယောက်တော့စပွဲတို့တွေကိုမမြင်တာပါကိုယ်တို့ဒီ internet ပေါ်မှာနာမည်အရင်ကြီးရဲ့ Andrew Tate ဆိုတဲ့သူကိုကြားဘူးကြလားတချို့ကလည်းကြားဘူးလိုက်မယ်တချို့ကလည်းမကြားဘူးတော့ဒါမှရရပြဿနာမရှိဘူးကျွန်တော်အချင်းချုံးပြီးတော့ပြန်ပြီးပြောပြပေးမယ်အန်နုတေရဲ့အကြောင်းကိုအချင်းချုံးပြီးတော့ပြောပြရမယ်ဆိုလို့ရှိရင်သူကလူတွေဘာကိုစိတ်ဝင်စားလဲဘာပြောရင်အာရုံစိုက်မလဲဆိုတာကိုသူကောင်းကောင်းသိတယ် social media algorithm တွေကိုအသုံးချပြီးတော့သူ့ရဲ့မျက်နှာကြီးပါတဲ့ content တွေကိုနေရာတိုင်းမှာမြင်နေရအောင်လုပ်နိုင်စွမ်းရှိတဲ့ influence အရန်ကိုကောင်းတဲ့လူတစ်ယောက်သူအမြင်ပြောတဲ့စကားတွေကယောက်ျားဆိုလို့ရှိရင်ငွေရှာရမယ်ကြွက်သားရှိရမယ်မိန်းမတွေအများကြီးနဲ့တွဲနိုင်ရမယ်အမြဲတမ်းအနိုင်ရတဲ့သူ information ဖြစ်ရမယ်ဆိုတော့ hyper masculine ဖြစ်တဲ့စကားတွေကိုပြောပြီးတော့လူငယ်တွေကြားမှာ fan base အကြီးကြီးတိစောက်ခဲ့တာပါသူရဲ့စကားလုံးတွေကမိမမုံတီရေ misogynist ဘက်ကိုရောက်နေပြီးတော့အစွန်းရောက်တာတွေကြောင့် controversial ဖြစ်နေပဲနာမည်ဆိုးနဲ့ကြော်ကြရင်လက်ရှိမှာလည်းကြီးလေးတဲ့ရာဇဝတ်မှုတွေကိုတရားရင်ဆိုင်နေရတဲ့သူပဲဖြစ်ပါတယ်တိတ်ကိုလက်ရဆုံးပဲရောက်တဲ့ယောက်ျားလေးတော်တော်များများကအားရကြပါတယ်ဒါပေမဲ့ကျွန်တော်နိုင်ငံမှာတော့ဒေါ်ဆန်းစုကြည်ဂျာနယ်ကျော်မမလေးဒေါခင်ချီတို့အပြင်တခြားသောလေးစားစရာအမျိုးသမီးတွေရှိတာကြောင့်မလို့အမျိုးသမီးတွေရဲ့အရေးပါမှုနဲ့အခန်းကဏ္ဍကိုပုံမအလေးထားတဲ့နိုင်ငံတစ်ခုဖြစ်တာနဲ့အညီသူ့လိုလိုက်ရောက်တဲ့သူတွေကmisogynist ဖြစ်လာမိမမုံတီရေကိုအနှဲငယ် modify လုပ်လာပြီးတော့ alternative Andrew Tate တွေအတော်လေးအတွေ့များလာပါတယ်ဥပမာဘာ University ညာ University လို့နာမည်ပေးပြီးတော့ Andrew Tate လုပ်ခဲ့တဲ့ Haslar University အချုံမျိုးလိုက်ချိုးတာတွေ trading လောကမှာလည်း trader ဆက်လုပ်လို့ရှိရင်သူတို့ငတ်တော့မှာကိုသိလို့မသိတဲ့လူတွေကိုဈေးပေါ်ပေါ်နဲ့တင်တန်းပုံစံမျိုးပြန်ရောင်းတာတွေ private signal ဆိုပြီးတော့ amount တစ်ခုနဲ့ရောင်းတာမျိုးတွေလမ်းပြောင်းနေတဲ့လူငယ်တွေကို target ထားပြီးတော့နိုင်ငံခြားကအောင်မြင်နေတဲ့သူတွေရဲ့စကားသံတွေနဲ့တက်ကြမ်းတဲ့စကားတွေကိုပြောပြီးတော့ motivational speaker တွေအထိအကုန်ကိုပါပါတယ်ဒီနယ်ပယ်တွေကအမှန်တိုင်းပြောရရင်မြန်မာနိုင်ငံမှာဆရာဝန်အလုပ် engineer အလုပ်လိုမျိုးအခြေတကျရှိနေတဲ့နယ်ပယ်မျိုးတွေမဟုတ်ပါဘူး
ကို entrepreneur နာမည်ခံထားပေမဲ့သူတို့ရဲ့ entrepreneurship ကတကယ်အလုပ်ဖြစ်တာလားဒါမှမဟုတ်အလုပ်မဖြစ်လို့တင်နေရလားဆိုတာသူတို့ကိုယ်တိုင်ကလွယ်ပြီးတော့အပြည့်မပေးနိုင်တဲ့အခြေအနေပါဒီအချိန်မှာမေးစရာရှိတဲ့မေးခွန်းက alternative antidote တွေကကောသူတို့ပြန်ပေးမဲ့အရာတွေက legit ဖြစ်ရလားဆိုတာဟောပါကိုပြန်တင်ပေးမဲ့အရာတွေကိုကိုရိုင်းကတေချာတက်ရလားကို commission ယူပြီးတော့ပို့လိုက်တဲ့အကြောင်းကတကယ်ရောကောင်းရလားကျွန်တော်တို့မြန်မာနိုင်ငံကလူငယ်တွေရဲ့ background နဲ့အဆင်ပြေနိုင်ပါမလားကိုစူးစမ်းလို့ရှိရင်အကုန်ဖြစ်တယ်ဆိုပြီးပြောလိုက်တဲ့လူငယ်တွေကိုလည်းသူ့နေရာမှာငါသာဆိုရင်သူကြုံနေရတဲ့ပြဿနာတွေကိုငါပေးလိုက်တဲ့အကြံနဲ့ငါဖြေရှင်းနိုင်ရလားဆိုတဲ့မေးခွန်းတွေကိုကောင်းကောင်းကြီးဖြေပေးနိုင်ဖို့လိုအပ်ပါလိမ့်မယ်အဲ့ဒီမေးခွန်းတွေကိုစာထိန်ဖြစ်တဲ့အဖြေရှင်းတစ်ခုမပေးနိုင်ဘူးဆိုလို့ရှိရင်သူတို့ပြောနေရတွေကိုယုံသိရင်လားသူတို့ခေါ်ဆောင်ရတာကိုကျွန်တော်တို့လိုက်သိရင်လားဆိုတာကျွန်တော်တို့မေးခွန်းပြန်ထုတ်ဖို့လိုအပ်နေပါပြီဒီအထိနောက်နောက်လာရဆိုလို့ရှိရင်ခင်ဗျာအဲ့ဒီလူရဲ့အကြောင်းကိုစိတ်ဝင်စားလို့ပဲဖြစ်ပါလိမ့်မယ်အဆုံးသက်အနေနဲ့ကျွန်တော်ပြောချင်တာကတော့သူတို့ကိုကြည့်တာမကြည့်တာဒါခင်ဗျားတို့အပိုင်းမှာခင်ဗျားတို့ရဲ့လွတ်လပ်ခွင့်ကျွန်တော်ဘက်ကနေပြောချင်တာကတော့ Andrew Tate style နဲ့ Alex Hormozy ပြောတဲ့စကားတွေကိုမြန်မာလိုပြန်မိလိုက်ပြောနေတဲ့သူတွေရဲ့နောက်ကိုလိုက်မယ်ဆိုလို့ရှိရင်တော့သူတို့နောက်ထပ်ဝင်မဲ့ Ferrari ကကိုလိုလို% နဲ့ဖြစ်သွားပါလိမ့်မယ်